နှလုံးစိတ်ဝမ်းအေးချမ်းခြင်းလောကလူသားတွေဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိတဲ့ပုဂ္ဂိုလ်နဲ့မရရှိတဲ့ပုဂ္ဂိုလ်မရရှိတဲ့ပုဂ္ဂိုလ်ကများစိတ်နှလုံးအေးချမ်းမှုလို့ရရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေတောင်မှပဲပူလောင်မှုတွေကနောက်ကနေလိုက်လာတတ်တယ်ပေါ့ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့အဆုံးအမတရားတော်တွေဟာနှလုံးစိတ်ဝမ်းအေးချမ်းမှုအတွက်ဥတည်ပြီးတော့လိုက်နာကျင့်သုံးမှုဆုံးမထားတဲ့တရားတော်တွေပဲဖြစ်တယ်ဘုရားတရားတော်တွေဟာစိတ်ထဲနှလုံးထဲမှာနှလုံးသွင်းဆင်ញင်လိုက်တာနဲ့စိတ်နှလုံးအေးချမ်းမှုကိုရရှိပြီးတော့သွားကြစိတ်နှလုံးပူပန်ဆင်းရဲမှုတွေကြုံကြလို့လောကလူသားတွေဆင်းရဲဒုက္ခတွေအမျိုးမျိုးနဲ့ကြုံတွေ့ရလာတဲ့ဘဝမှာလည်းပဲစိတ်နှလုံးပူပန်နေနဲ့ပူပန်မှုတွေနဲ့နေကြရဘဝတစ်ခုအဆုံးသတ်သွားပြန်တော့လည်းပဲပူပန်မှုတွေနဲ့ပဲဆုံးသတ်သွားချမ်းသာဒုက္ခများလာပါတယ်ဆိုတဲ့နတ်ပြည်ရောက်နေတဲ့နတ်သားနတ်သမီးတွေဟာလည်းစိတ်နှလုံးအေးချမ်းမှုနှလုံးစိတ်ဝမ်းအေးချမ်းမှုဆုံးရှုံးတဲ့အချိန်ပိုင်းဆိုတာသူတို့မှဖြစ်ပေါ်တယ်အမြဲတမ်းနှလုံးစိတ်ဝမ်းအေးချမ်းနေတာမဟုတ်ကာမဂုဏ်အာယုန်တွေနဲ့ပျော်ပါနေတဲ့အချိန်မှာစိတ်နှလုံးအေးချမ်းတယ်လို့လူတွေကထင်ကြပေမဲ့လို့စိတ်နှလုံးအေးချမ်းတာမဟုတ်ဘူးပူပန်မှုအမျိုးမျိုးနဲ့စိတ်ထဲမှာအလိုမကျမှုတွေနဲ့ကြုံတွေ့နေကြနတ်ချမ်းသာလောက်မချမ်းသာတဲ့လူပုံရောက်နေတဲ့ပုဂ္ဂိုလ်တွေကြတယ်ပို့ပြီးတော့စိတ်နှလုံးအေးချမ်းမှုဟာနေပါတယ်လို့ပြောလောကလူသားတွေကတော့ထင်မယ်တို့ဟာစီးပွားရေးကောင်းတယ်ပစ္စည်းဥစ္စာတွေချမ်းသာကြွယ်ဝတယ်ဘာမှပူစရာမရှိဘူးပူပန်မှုတွေကင်းတယ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်သို့တော့အာယုန်တွေနဲ့တွေ့ကြုံနေတဲ့အခါမိမိရဲ့စိတ်တည်ငြိမ်အေးချမ်းမှုရှိသလားလို့ဆိုတည်ငြိမ်အေးချမ်းမှုမရှိဘူးအာယုန်မျိုးမျိုးတွေပေါ်မှာလှုပ်ရှားရိမ့်ရိုင်ပြီးတော့အာယုန်တွေရဲ့လွှမ်းမိုးချုပ်ကင်မှုအောက်မှာပဲလူတွေဟာစိတ်ရဲ့ခံစားချက်တွေနဲ့ဒီလိုဖြစ်ပေါ်ပြီးတော့နေကြတာစိတ်နှလုံးအေးချမ်းတယ်လို့ပြောလို့မရပူပန်မှုတွေကနောက်ကလိုက်လူတွေဆိုတာကြတော့ပို့ပြီးတော့ပူပန်မှုကများသာသမီရှိတဲ့ပုဂ္ဂိုလ်တွေသာသမီအတွက်ပူရတယ်စီးပွားဥစ္စာရှိတဲ့ပုဂ္ဂိုလ်တွေလည်းစီးပွားဥစ္စာအတွက်ပူရတယ်နောက်ဆုံးမှာမပူရဘူးလို့ဆိုတောင်မှပဲကိုယ်အတွက်ကျန်းမာရေးပူရတယ်အသက်အရွယ်ရလာတဲ့အခါမှာကျန်းမာရေးချိုးယွင်းလာတယ်စိတ်ပူကြအဲတော့စိတ်နှလုံးအေးချမ်းမှုဆိုတာတွက်ချက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်နှစ်ပေါင်းအတော်ကြာအောင်အသက်ရှင်ရတော့လေစိတ်နှလုံးအေးချမ်းမှုအပြည့်အဝရတဲ့အချိန်ဟာအလွန်နည်းတယ်လို့ပြောပူလောင်မှုတွေနဲ့လွှမ်းမိုးနေတဲ့ဘဝကြီးမှာနေကြဒါကိုယ့်ကိုယ်ပဲပြန်ပြီးတော့ဆန်းစစ်ကြည့်ကြရအောင်တို့လည်းဟာအစင်သာဝရစိတ်နှလုံးအေးချမ်းမှုတွေနဲ့ကြီးနေရတာလားလို့ကိုယ့်ကိုယ်ပြန်လည်ပြီးတော့စစ်ဆေးကြည့်မယ်ဆိုလို့ရှိရင်အဖြေထုတ်နိုင်ကြမှာပါ
အမတ်တမဲ့ဖြတ်ကျော်နေလို့ရှိရင်တော့အဖြေထုတ်နိုင်မှာမဟုတ်ဘူးနတ်ပြည်ရောက်လို့နတ်ချမ်းသာခံစားနေရတဲ့နတ်တွေအစဉ်ပြေးနေတဲ့အချိန်မှာစိတ်နှလုံးအေးချမ်းမှုရှိတယ်လို့ထင်ရတော့လဲအစဉ်မပြေမှုတွေနဲ့ကြုံတယ်သို့မဟုတ်ကာမဂုဏ်အာယုန်တွေနောက်စိတ်ဟာလွင့်ပါပြီးကာမဂုဏ်အာယုန်တွေရဲ့လွှမ်းမိုးမှုချုပ်ကင်နေရတဲ့အချိန်မှာပူလောင်မှုမျိုးစုံနဲ့ကြုံတွေ့ပြီးတော့နေကြတယ်နောက်ဆုံးမှာအင်တန်ချမ်းသာတယ်ဆိုတဲ့နတ်ချမ်းသာနတ်စည်းစိမ်တွေကိုဆွန့်ရတော့မယ်ဆိုလို့ရှိရင်နတ်တွေဟာဘာဖြစ်လာစိတ်နှလုံးရဲ့အေးချမ်းမှုတွေဆုံးရှုံးလာတဲ့အခါမှာဘယ်တော့မှချွေးမထွက်တာအဲ့ဒီအချိန်မှာချွေးထွက်လာတယ်လို့ပြောတယ်နတ်ဆိုတာချွေးထွက်တာမဟုတ်ဘူးလူပြည်မှာတော့ချွေးထွက်တာကရိုးနေပြီပေါ့ငွေရသည်ရောက်တော့မယ်ပူလာတာနဲ့တပြိုင်နက်ချွေးပြိုက်ပြိုက်ကြတာလူဘဝမှာတော့အဆန်းမဟုတ်တော့နတ်တွေကြတော့ချွေးထွက်တယ်ဆိုတဲ့အနေအထားတစ်ခုဟာသူတို့ရဲ့စိစိမ်ဥစ္စာဘုံမိမ့်မှန်လေးကိုစွန့်ခွာရတော့မယ်ဆိုတဲ့အနေအထားတစ်ခုဖြစ်ပေါ်စေတာချွေးထွက်လာနတ်တွေဆိုတာဝတ်ထားတဲ့အဝတ်ဟာဘယ်တော့မှနွမ်းတယ်ဖွရှော်ရတယ်လောင်ဒရီပေးရတယ်လို့မရှိဘူးအမြဲတမ်းတစ်လွင်ပြီးတော့သူတို့ဝတ်ချင်တဲ့အဝတ်တန်းစာတွေဟာသူတို့တဏ္ဍာမှာခန္ဓာကိုယ်မှာဆင်မြန်းထားတဲ့အတိုင်းအမြဲတမ်းတစ်လွင်ပြီးတော့နေတယ်အေးစိတ်နှလုံးအေးချမ်းမှုတွေဆုံးရှုံးပြီဆိုလို့ရှိရင်တော့တစ်လွင်နေတဲ့အဝတ်တွေကလည်းပဲညှိုးနွမ်းပြီးတော့ဟောင်းနွမ်းလာတယ်တဲ့ဒါနတ်တွေမှာဖြစ်လေဖြစ်တာရှိတယ်နောက်ဆုံးမှာအသားအရည်စိုးပြေချောမောလှပတဲ့နတ်တွေဟာနောက်ဆုံးအချိန်ရောက်လာပြီဆိုလို့ရှိရင်နော်အသားအရည်ရဲ့စိုးပြေမှုတွေဟာဆုံးရှုံးသွားပြီးတော့အယုတ်ဆိုးမှုတွေအကြည်တန်မှုတွေဖြစ်ပေါ်လာတတ်တယ်ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေပေါ်လာနတ်တွေမှာခေါင်းပန်တာပဲဖြစ်ဖြစ်လေပင်ဆွဲတာပဲဖြစ်ဖြစ်နတ်ပန်းနေဆိုတာအမြဲတမ်းမွေးကြံပြီးတော့အစင်းရောင်ကလည်းအမြဲတမ်းလှပနတ်ပန်းကုန်းကြီးတွေဆင်ញမ်းပြီးတော့မွေးကြံတဲ့ရနတ်တွေရနေတဲ့နတ်ပန်းကုန်းကြီးတွေဟာလေစိတ်နှလုံးအေးချမ်းမှုတွေဆုံးရှုံးတော့မယ်ဆုံးရှုံးလာပြီဆိုတဲ့အချိန်အဲ့ဒီပန်းတွေကလည်းပဲနွမ်းသွားတယ်လို့ဒီလိုပြောတာအဲ့တော့အဲ့ဒီအချိန်ဟာနတ်တွေအတွက်စိတ်နှလုံးပူပန်ရဆုံးအချိန်တစ်ခုဖြစ်လာစိတ်နှလုံးပူပန်ရဆုံးအချိန်ဖြစ်တယ်စိတ်နှလုံးပူပန်မှုမရှိတဲ့နတ်တွေကြတော့ဘယ်နတ်တွေတုံးလို့ဆိုဘုရားမြတ်စွာရဲ့တရားဓမ္မကိုသိရှိပြီးတော့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောဘယ်ရာမှထာဝရမဟုတ်ဘူးဆိုတာကိုဆင်ញင်သုံးသပ်နိုင်တဲ့နတ်တွေကြတော့အဲ့တော့လောက်ကြီးစိတ်နှလုံးပူပန်တော့ကမဖြစ်ကြဘူးနောက်ဆုံးမှာဒီတဲ့ချမ်းသာတဲ့ဘုံတစ်ခုကိုရမယ်ဆိုတော့နေရာတစ်ခုကနေနေရာတစ်ခုအစင်တဲ့အိမ်သစ်တိုက်သစ်ဆောက်လုပ်ပြီးတော့နေတဲ့စီးပွားဥစ္စာတိုးတက်လို့အိမ်သစ်တိုက်သစ်တွေဆောက်ပြီးတော့အဲ့ဒီအိမ်သစ်တိုက်သစ်ကိုပြောင်းနေဆိုတဲ့လူတွေရဲ့ပျော်ရွှင်မှုမျိုးပဲလက်ရှိဘဝအနေထားတစ်ခုကိုဆွန့်လွတ်ပြီးတော့ဘဝတွေကိုသွားရမယ်ဆိုတဲ့အချိန်မှာသူတို့မှာစိတ်နှလုံးပူလောင်တာမရှိဘူးအေးချမ်းပြီးတော့နေတယ်လို့ဒီလိုပြောတာနော်ပူပန်ဆင်းရဲမှုတွေမဖြစ်ဘူးအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်ဟာစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တယ်ဘုရားတရားတော်ကိုစဉ်းစားရတာအားထုတ်ရတာလေ့လာရတာဘာအတွက်လဲလို့မေးလို့ရှိရင်နှလုံးစိတ်ဝမ်း
အေးချမ်းမှုအတွက်ပဲလို့အဓိကကတော့စိတ်နှလုံးအေးချမ်းမှုအတွက်ကျင့်ဆောင်ရဒီဘဝတည်းမှာစိတ်နှလုံးအေးချမ်းမှုရအောင်မြတ်စွာဘုရားအဆုံးအမအတိုင်းတို့ဘယ်လိုကျင့်ရမလဲဘယ်လိုကျင့်ရင်စိတ်နှလုံးအေးချမ်းမှုကိုရမလဲဆိုတာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေအတိုင်းလိုက်နာကျင့်သုံးနိုင်ဖို့မြတ်စွာဘုရားကနိလန်းနေပေးထားတယ်နောက်ဆုံးအမြင့်ဆုံးစိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေတတ်တဲ့တရားအခြေခံအားဖြင့်စိတ်နှလုံးအေးချမ်းမှုဖြစ်ပေါ်အောင်လမ်းခင်းပေးတဲ့ကျင့်စဉ်တွေကအစဘုရားမြတ်စွာရဲ့တရားဓမ္မကိုသိရှိကြလို့စိတ်နှလုံးအေးချမ်းမှုတွေကိုရသွားကြတယ်မဟာသတိပဋ္ဌာန်သုံးမှာလည်းပဲဒီကျင့်စဉ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအတိအလင်းထုတ်ဖော်ပြီးတော့ဟောကြားထားတာဒီလမ်းကြောင်းအတိုင်းရှောက်မယ်လို့ဆိုလို့ရှိရင်စိတ်နှလုံးပူပန်မှု၄မျိုးကိုဖယ်ရှားပြစ်နိုင်တယ်ပူပန်မှု၄မျိုးကိုဖယ်ရှားနိုင်တယ်ဒါကလူတွေနှလုံးစိတ်ဝမ်းအေးချမ်းမှုမရတာဟာမိမိတို့ရဲ့ရင်ထဲမှာဒီသဘာဝတရားတွေဖြစ်ပေါ်နေတဲ့အခါမရတာပဲဖြစ်တယ်ဒါကြောင့်မို့လို့နှလုံးစိတ်ဝမ်းအေးချမ်းဖို့ဆိုလို့ရှိရင်ဒီလမ်းကရှောက်ဆိုပြီးတော့မြတ်စွာဘုရားကမဟာသတိပဋ္ဌာန်တုတ်မှာဟောထားတာဧကာယနောအယံဘိက္ခွေမေခောဆိုပြီးတော့ဒီကနေစဟောတာနော်နှလုံးစိတ်ဝမ်းအေးချမ်းမှုအတွက်သို့တော့မြတ်စွာဘုရားပြထားတဲ့လမ်းကိုမလျှောက်လှမ်းဘူးဆိုလို့ရှိရင်တော့နှလုံးစိတ်ဝမ်းအေးချမ်းမှုကိုရမှာမဟုတ်ဘူးလျှောက်တဲ့ပုဂ္ဂိုလ်တိုင်းဟာနှလုံးစိတ်ဝမ်းအေးချမ်းမှုကိုရနိုင်တယ်ပေါ့ဘုရားမြတ်စွာကတိတိလင်းလင်းထုတ်ဖော်ထားတယ်ဧကာယနောအယံမေခောတဲ့ဒီလမ်းကြောင်းဟာတခုတည်းသောလမ်းကြောင်းပါတဲ့စိတ်နှလုံးရဲ့ပူလောင်မှုတွေကိုဖယ်ရှားပြစ်နိုင်တဲ့တခုတည်းသောလမ်းကြောင်းပါလို့ဆိုစိတ်နှလုံးရဲ့ပူလောင်မှုဆိုတာဘာကိုပြောတာတော့ဆိုပူလောင်မှုလက်ရှိတယ်တောကပရိဒေဝဒုက္ခဒေါမနတာလူတိုင်းခံစားမှုတယ်တောကကိုမြန်မာလိုပြန်တော့စိုးရိမ်တယ်လို့ပြန်ကြတာနော်စိုးရိမ်စိတ်ဟာငယ်တာနဲ့ကြီးတာဒီနှစ်ခုပဲရှိတယ်အလွန်အမင်းစိုးရိမ်စိတ်တွေများလာလို့ရှိရင်နောက်ဆုံးမှာတတိတွေလွတ်ပြီးတော့ယူသွတ်သွားတဲ့အနေအထားထိရောက်တယ်စိုးရိမ်တာအားလဲစိုးရိမ်မှုတွေလွန်ကဲလာတဲ့အခါလူဟာတတိလက်လွတ်ပြီးတော့ယူသွတ်သွားတဲ့အနေအထားမျိုးအလုံးသိကြတဲ့ပတာစာရီဆိုတဲ့ပတိသမီးလေးဟာတောကကိုမထိန်နိုင်တဲ့အခါမှာတောကုံမတ္တကလို့ခေါ်တယ်တောကကြောင့်ယူသွားတဲ့အယူဘဝရောက်သွားကဲသူတောကဖြစ်เสียတွေကိုယ့်အကိုခံစားနားလည်ကြည့်လိုက်ဆင်းရဲဒုက္ခအင်တန်မှကြီးမားတဲ့ဆင်းရဲဒုက္ခကြုံတယ်သူ့ရဲ့ဘဝအကျိုးပေးမကောင်းလို့အိမ်တော်ရေးကံမကောင်းသည့်အတွက်ကြောင့်နံပါတ်1ဒုက္ခရောက်တယ်သို့တော့ထားလိုက်အောင်မိသားစုဘဝမှာအမေဖေရဲ့ပြစ်ပယ်မှုကိုခံရလို့ကိုယ့်ဘဝကိုရုန်းကန်ပြီးတော့နေလို့ရသေးတယ်နောက်ဆုံးမှာပတာစာရိဇလံမြန်မာပြိဿတ်တွေအားလုံးသိပြီးသားပဲ
ခီးလမ်းမကြီးကိုရှောက်လန်းလာတဲ့အခါမှာအားကိုးပြီးတော့လာရတဲ့အားကိုးရတဲ့သူ့ရဲ့အမျိုးသားလမ်းမှာပဲဝေကိုက်ပြီးတော့ဆုံးသွားအဲဒီလိုဝေကိုက်ဆုံးသွားတယ်ဆိုတာတာမန်အနေထားမျိုးမဟုတ်ဘူးသူကိုယ်တိုင်ကမိဖွားနေတဲ့အချိန်နေယောက်ျားဆုံးသွားတယ်သူကိုယ်တိုင်ကလည်းမိဖွားနေတယ်အနားနာမှာလည်းပဲအရွယ်ကလေးသွားနိုင်လာနိုင်တဲ့အရွယ်ငယ်ကလေးကလည်းရှိတယ်ဟောတောကြီးမြက်မဲတဲ့မှာအာမိ3ယောက်ပဲကျန်တယ်အားကိုးရမဲ့လူကသိသွားပြီညာကြီးမင်းကြီးမိုးတွေကရွာလို့မောင်ကြီးမဲမဲတဲ့မှာတညလုံးလင်းသည်ထိအောင်ပြည့်အောင်မှာဒီတိုင်းငုတ်တုတ်ဒုက္ခဘလောက်ရောက်တယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်သောတာတွေဖြစ်တယ်အဲ့ဒါလို့နဲ့နုနယ်လာတဲ့သားငယ်လေးကိုချီလမ်းလျှောက်နိုင်တဲ့သားလေးကိုလက်ကဆွဲဆင်းရဲဒုက္ခတွေကျုံနေတဲ့ပတာစာတွေဟာသောတာတွေရင်ဝယ်ပိုက်လို့မျက်ရည်တွေရွှဲနေပြီးအိမ်ပြန်လာတဲ့လမ်းခရီးမှာညရွာချလိုက်တဲ့မိုးကြီးကမူးမြစ်လိုရေအမတန်မှစီတဲ့ချောင်းရည်မြောင်းရည်ရေတွေတအားတသွင်းသွင်းစီးနေတဲ့ချောင်းကြီးကိုဟိုဘက်ကန်းကိုဖြတ်ဖို့ကြိုးစားတဲ့အခါမှာလည်းကြည့်လေသားငယ်ကလေးကိုဟိုဘက်ကန်းကိုအရင်ပို့ရမှာအကုန်လုံးလည်းမတတ်နိုင်ဘူးရေကအမတန်မှရေစီးတန်တယ်သားငယ်လေးကိုချီပြီးတော့ဟိုဘက်ကန်းသွားပို့မနေကြီးသွားရဟိုဘက်ကန်းရောက်လို့သားကလေးကိုချထားတယ်လမ်းလျှောက်နိုင်တဲ့သားကလေးပြန်ခေါ်ဖို့လာခြေလေကောင်ရောက်တဲ့အခါကျချထားတဲ့သားငယ်လေးကအမတန်မှငယ်သေးတယ်နီတွေးဆိုတော့ကောင်းငင်ကဝဲနေတဲ့စွန်ကြီးကစားစရာထင်ပြီးတော့ထိုးဆင်လာပြီးတော့တုတ်သွားအဲ့ဒီအချိန်မှာစွန်ကိုအောက်ကနေပြီးတော့ခြောက်ထားလက်ခုပ်တီးပြီးတော့စွန်နဲ့လည်းသားပါသွားတယ်လက်ကုပ်တီးခြောက်လိုက်တဲ့အခါကျတော့ဟိုဘက်မှာမျက်စိတငယ်နဲ့ကြံရစ်တဲ့သားလေးကသူ့ခေါ်တယ်ထင်ပြီးရေထဲဆင်တော့မျောပါသွားဟောကဲသူ့ဘဝစဉ်းစားတာကြည့်လို့ကလေး2ယောက်စလုံးဟာဆုံးရှုံးသွားတယ်အဲ့တော့အာကိုရလေးတစ်ချက်ကြံသေးတယ်သူ့မှာတောကဖြေစရာလေးကြံသေးတယ်ဘာတော့သာဝတိမြို့ကြီးမှာအမေရှိတယ်အဖေရှိတယ်မောင်လေးတစ်ယောက်ရှိတယ်သူတို့မျက်နှာမြင်ရလို့ရှိရင်ဒီတောကတွေဖြေနိုင်မှာပဲလို့ဆိုသွားမြေကြီးမိုးကြီးကြလို့ညကအိမ်ပြိုပြီးတော့အမေရောအဖေရောမောင်လေးရောဆုံးသွားသာဝတိမြို့နားရောက်တဲ့အခါကျတော့မေးတယ်လေဘယ်လမ်းကဘယ်တထေးဘယ်နာမည်သိလားလို့မေးတော့သိတယ်ညကမိုးကြီးလေကြီးကြအိမ်ပြိုလို့အကုန်လုံးတည်သွားပြီဟောက်ဟုတ်နာလှမ်းကြည့်လိုက်မိကိုတလူလူနဲ့အဲ့ဒါသူတို့အလောင်းတွေမီးရှို့နေတာကဲအဲ့ဒီအချိန်မှာခံစားကြည့်ကြမှာကိုယ်ဘဝနဲ့ကိုယ်ခံစားကြည့်ကိုယ်သာဆိုရင်ဘယ်လိုနေမလဲအဲ့ဒီအချိန်မှာတတိလက်လွတ်ဖြစ်ပြီးတော့တောကကြောင့်အယူတယ်မောဘွားရောက်သွားတယ်ဒီလိုပြောတာနော်ယူသွားပြီနှလုံးစိတ်ဝါအေးချမ်းမှုနေနေတာယူသွားပြီအဲ့တော့တောကဆိုတဲ့သဘာဝတရားဟာပျက်စီးသွားပြီဆိုလို့ရှိရင်စိုးရိမ်တတ်ကြဥပမာမဲ့ကိုယ်ပိုင်တဲ့ပစ္စည်းသုံးတစ်ခုကြောင့်ပျက်စီးသွားပြီလို့သတင်းကြားရင်သူဟာခြေမကင်မိလက်မကင်မိဖြစ်တယ်မီးလောင်လို့အိမ်ကမီးထဲပါသွားတဲ့ဟောခြေမကင်မိလက်မကင်မိဖြစ်တယ်ပစ္စည်းတွေပါဖြစ်သွားတဲ့ခြေမကင်မိလက်မကင်မိဖြစ်တယ်တောကတွေဖြစ်တယ်သုံးတစ်ခုပျက်စီးတော့မယ်ဆိုလို့ရှိရင်ပျက်စီးမှုကိုအကြောင်းပြုပြီးတော့တောကဆိုတာလာတယ်ပေါ့
အဲ့ဒီကရင်ထဲမှာပူတဲ့အပူဟာဘာနဲ့တားမလဲနှလုံးစိတ်ဝမ်းအေးချမ်းမှုအတွက်ဘာလို့อ่ะမြတ်စွာဘုရားကဒီလိုမဖြစ်ရအောင်နှလုံးစိတ်ဝမ်းအေးချမ်းစေတဲ့နိလန်းတွေကိုပေးထားနောက်ဆုံးမှာမြတ်စွာဘုရားနဲ့တွေ့လိုက်တဲ့အခါဘုရားမြတ်စွာရဲ့မေတ္တာစွမ်းအားကရုဏာစွမ်းအားတွေကြောင့်ရင်ထဲမှာပူပြီးတော့တောကဖြစ်နေတဲ့ပဒါစာရီဟာတောကငြိမ့်သွားတတိတွေပြန်ရလာလို့စိုက်ကြီးတင်ငင်ငိုလိုက်တဲ့အချိန်မြတ်စွာဘုရားသခင်ကိုရောမြတ်ကအေးခုဘဝမှာဒါမျိုးငိုရတာမဟုတ်ဘူးမင်းငိုခဲ့ရတဲ့ဘဝတွေများလာပြီဒါတွေအတွက်ပူးမနေနဲ့နော်တန်တရားအမြဲတမ်းကြာနေအခုလို့မိဘမောင်မွားသေဆုံးခြင်းသာသမီသေဆုံးခြင်းမိမိတို့ရဲ့ကျင်မောကျင်ဘက်တွေသေဆုံးခြင်းဆိုတာတွေကဘဝတန်တရားမှာရိုးနေလောက်အောင်အချိန်ချင်းထထကြုံတွေ့ခဲ့ဘူးပြီမတွေ့တဲ့လူဆိုတာလောကမှာမရှိဘူးအလုံးဟာဒီလမ်းကြောင်းပေါ်မှာပဲရှောက်နေကြမြတ်စွာဘုရားရဲ့အနမတကဒေသနာကိုနည်းနည်းနာလိုက်ရတာနဲ့ဟောကလေးတွေငြိမ်းသွားတယ်စိတ်နှလုံးအေးချမ်းမှုတွေကိုရတာဒါကခိတ္တခဏငြိမ်းတဲ့စိတ်နှလုံးအေးချမ်းမှုအဲ့ဒီလိုစိတ်နှလုံးအေးချမ်းမှုရလို့အယူတဲ့မောဟဘောဟကလွတ်ပြီးတော့သူ့ရဲ့တတိကိုပြန်ရလို့အတိညာဏ်တွေဖြစ်ပေါ်လာတဲ့အချိန်မှာမြတ်စွာဘုရားတတိပဋ္ဌာန်ကျင့်စဉ်ကိုဟောပေးတတိပဋ္ဌာန်ကျင့်စဉ်ကျင့်လိုက်တဲ့အခါမှာနောက်ဆုံးပတ္တစာရိဟာယန္တာမကြီးဖြစ်သွားတာမဟုတ်လားစိတ်နှလုံးစိတ်ဝမ်းအေးချမ်းမှုဘယ်တော့မှတောကဆိုတာပြန်မဖြစ်တော့အစင်ထာဝရအေးချမ်းတဲ့စိတ်နှလုံးပိုင်ရှင်နှလုံးစိတ်ဝမ်းအေးချမ်းမှုကိုရသွားပြီလို့ဒီလိုပြောတာဘာနဲ့ရတာတုံးလို့မေးလို့ရှိရင်ဒီလမ်းကြောင်းနဲ့ပဲရဘုန်းကြီးတို့တွေသူ့လိုစိတ်နှလုံးစိတ်ဝမ်းအေးချမ်းမှုသာဝရအေးချမ်းမှုပိုင်ဆိုင်ရင်လည်းရကြည်ရှင်နေဆိုရင်အဲ့ဒီလမ်းပဲလျှောက်ခိုင်းတာဗျာလူတိုင်းဟာလျှောက်ဒီလမ်းတောကမဖြစ်ခင်ကကြိုလျှောက်ထားလို့ရှင်တောကဖြစ်เสียကြုံရင်လည်းပဲတောကဖြစ်မှာမဟုတ်ဘူးဖြစ်ပြီးမှလျှောက်ခိုင်းတာမဟုတ်ဘူးဖြစ်ပြီးတဲ့ပုဂ္ဂိုလ်လည်းတောကဆိုတာပျောက်သွားနိုင်မဖြစ်သေးတဲ့ပုဂ္ဂိုလ်လည်းပဲတောကမဖြစ်အောင်တားနိုင်သွားတယ်အဲ့ဒါကိုမဟာသတိပဋ္ဌာန်နှစ်သုတ်ပါဟောတာလေတောကပရိဒေဝနံသမတိကမာယယင်းထဲမှာပူလောင်နေတဲ့တောကတရားတွေကိုကြော်လွှားဖို့တောကကိုမထိန်နိုင်တဲ့အခါမှာငိုရယိုရတယ်ဆိုတဲ့ပရိဒေဝတရားအဲ့ဒီပူလောင်မှုနှမျိုးကြော်နိုင်ဖို့ကြော်လွှားသွားနိုင်ဖို့စိတ်နှလုံးစိတ်ဝမ်းအေးချမ်းမှုရဖို့ဆိုတာဟောဒီလမ်းပဲရှိတယ်ဒီလမ်းအတိုင်းလိုက်လို့ပြောတာနော်အဲ့ဒီလမ်းအတိုင်းလိုက်လို့အေးချမ်းသွားတဲ့ပုဂ္ဂိုလ်ကြီးမြောင်များစွာဖြစ်တယ်ပေါ့အလုံးသိကြတဲ့အတိုင်းကြားမှုတဲ့အတိုင်းတန်တတိမတ်ကြီးဆိုတာလေအဗ္ဗဓမ္မစိတ်ပူရတဲ့အနေအထားမျိုးသွားကြုံနေလေအဗ္ဗဓမ္မစိတ်ပူနေရတဲ့အချိန်မှာမြတ်စွာဘုရားကဒီလမ်းကိုလျှောက်ခိုင်းလိုက်တဲ့အခါမှာသူ့ရဲ့နှလုံးစိတ်ဝမ်းဟာအေးချမ်းပြီးတော့နောက်ဆုံးမှာဘယ်တော့မှမပူရတဲ့သာဝရအငြိမ့်တက်ကိုသူရရှိသွားတာဒီလမ်းပဲပေါ့အဲ့တော့ဒီလမ်းကနေပြီးတော့နှလုံးစိတ်ဝမ်းအေးချမ်းမှုတွေပေးသွားတာဟာသိင်္ဂနံမကဘူးသိမ့်တန်းကလေးမကတရားတွေဟာအေးချမ်းမှုနှလုံးစိတ်ဝမ်းအေးချမ်းမှုကိုရရှိသွားတယ်လို့ဒီလိုဆိုလိုတာအဲ့တော့စိတ်ရပူလောင်မှု၄မျိုးဆိုတာတောကတစုံတစ်ခုပျက်စီးမှုသို့မဟုတ်ပျက်စီးတော့မလို့ကြုံတွေ့ရတဲ့အခါမှာပျက်စီးမှုဆိုတာဘာတွေတုံးဆိုရင်ညာတိဗျာဒနာဆွေရမျိုးတွေသိဆုံးတာမောဟဗျာဒနာစီစဉ်ဥစ္စာတွေပျက်စီးတာ
ရောဂပြဿနာကိုယ်တဏ္ဍမှာကုလို့မရတဲ့ယောဂတွေဆွက်ကတ်တာကြည့်လေတချို့များmedical check up သွားလုပ်တယ်အိမ်ကသွားတော့ကမချာချာကြီး medical check up လုပ်တော့ diagnose မှာအဖြေထုတ်လိုက်တယ်ကင်ဆာတဲ့ဆိုလို့ရှိရင်ဘာဖြစ်သွားလဲနော်စိတ်မခိုင်တဲ့လူတွေဆိုလို့ရှိရင်ကုလို့မရဘူး incurable ကင်ဆာယောဂါတဲ့လို့ဆိုလိုက်တာနဲ့တချို့ပုဂ္ဂိုလ်တွေဟာသေလူနီးပါးဖြစ်သွားစိတ်ဓာတ်တွေကျဒါပါတော့ဆိုတော့ကပဲအဲ့ဒါလို့မဖြစ်ရအောင်မြတ်စွာဘုရားဒီလမ်းတိုင်းလျှောက်ပါလို့ပြောတာဒီလမ်းတိုင်းဆိုတော့ဒီအကျင့်ကိုကျင့်ခိုင်းဒီတရားကိုနှလုံးသွင်းခိုင်းတာလို့ဒီလိုပြောတာသောကမထိန်နိုင်ဘူးဆိုရင်ငိုကြတယ်လောကလူတွေကတော့အမှတ်တင်ညာသိပ်ပြီးတော့မရှိကြဘူးသောကဖြစ်ရင်စိုးရိမ်တယ်ပူဆွေးတယ်ငိုကြွေးလိုက်တယ်ပြီးတော့ပြန်ပြုံးမဲပြုံးနေကြပျော်မြဲပြောနေကြမေ့ထားလိုက်ကြပြန်မေ့ထားလိုက်ပြန်ပြီနောက်တစ်ခါတွေ့နောက်တစ်ခါငိုလိုက်တယ်မေ့ထားလိုက်ပြန်နောက်တစ်ခါတွေ့ငိုလိုက်အောင်မယ်မေ့ထားလိုက်ပြန်ဘယ်တော့မှလွတ်အောင်ကြိုးစားဖို့ဆိုတာစိတ်ထဲမှာမရှိကြဒီလိုဖြစ်တာနော်ဒါကိုဘယ်လိုထိုင်းနိုင်ဘာနဲ့ထိရမလဲဆိုတာမစဉ်းစားတော့ဘူးကြုံလိုက်တာနဲ့တပြိုင်နက်အားရအောင်ငိုပြီးတော့ဖြေပြောက်ပလိုက်တယ်နောက်တစ်ချိန်ကြုံရင်နောက်တစ်ချိန်ငိုအောင်မယ်ဒီလိုနဲ့ပဲသောကကိုရင်ဆိုင်ပြီးဒုက္ခထဲမှာနစ်မွန်းနေကြတာနောက်အပူနှစ်ခုကတော့ဘာလို့ဆိုရင်ဒုက္ခဒေါမနတခန္ဓာကိုယ်ကြီးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကာယကဒုက္ခလို့ခေါ်တဲ့ဆင်းရဲဒုက္ခနဲ့ခံရတာပဲဒီဒုက္ခကတော့ဘုရားယဟန္တာတောင်မလွတ်ဘူးလေကာယကဒုက္ခဆိုတာဘုရားယဟန္တာတောင်မလွတ်ဘူးဘုရားမချီးမားတယ်သို့သောဒေါမနတလို့ခေါ်တယ်ဒုက္ခပေါ်မှာနောက်ကနေလိုက်ပါလာတဲ့စိတ်ဆင်းရဲမှုဆိုတာကြတော့ဘုရားယဟန္တာတွေမှာမရှိဘူးပုရုဇဉ်တွေကြတော့ကြည့်ကာယကဒုက္ခဖြစ်လိုက်တာနဲ့စေတသိကဒုက္ခကတွဲဖက်လာနှစ်ထပ်ပိုးခံရနော်ဒုက္ခကနှစ်ထပ်ကွမ်းလို့ပြောကာယကဒုက္ခခံရတဲ့အထက်မှာဖြစ်ရလေခြင်းလို့ဆိုတဲ့စိတ်ဆင်းရဲမှုထပ်ပိုးလိုက်တဲ့အခါကျတော့ဒုက္ခကနှစ်ထပ်ကွမ်းဖြစ်သွားအဲ့ဒါလို့စိတ်နှလုံးပူလောင်မှုတွေကိုပျောက်ကင်းမှုဆိုတာဒီလမ်းကြောင်းကလွဲလို့တခြားလမ်းကြောင်းမရှိပါဘူးလို့မဟာသတိပဋ္ဌာန်တုတ်မှာဟောတယ်ဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲခြင်းစိတ်ဆင်းရဲတွေချုပ်ငြိမ်းသွားဖို့ဆိုတာလေဒီလမ်းကြောင်းကပဲရှောင်ရမယ်ဒီလုပ်ပဲလုပ်ရမယ်ဒီလိုပြောတာမြတ်စွာဘုရားနော်အဲ့တော့နှလုံးစိတ်ဝမ်းအေးချမ်းဖို့ဆိုတာဒါလွဲလို့တခြားလုပ်เสียမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားရဲ့တရားဓမ္မတွေဘုရားဘာသာဝင်သူတော်စင်တို့မြတ်စွာဘုရားရဲ့တရားဓမ္မစိတ်နှလုံးကိုဥတည်ပြီးတော့ဆုံးမဩဝါဒပေးတာဖြစ်တော့ကြောင့်စိတ်နှလုံးအေးချမ်းမှုရအောင်ကြိုးစားမအိုအောင်လုပ်လို့မရဘူးမနာအောင်လုပ်လို့မရဘူးမသေးအောင်လုပ်လို့မရဘူးဖြစ်လာပြီးရင်တော့ဥပါပဲနာမှာပဲသိမှာပဲမအိုခင်မနာခင်မတေခင်အချိန်ရှိတဲ့အချိန်လေးမှာအိုရာအတွက်စိတ်နှလုံးကကြံ့ကြံ့ခံနိုင်ဖို့နာရာနဲ့ဆုံပြီးတဲ့အခါမှာစိတ်နှလုံးကကြံ့ကြံ့ခံနိုင်ဖို့သိခြင်းတရားနဲ့ရင်ဆိုင်တဲ့အခါမှာစိတ်နှလုံးကြံ့ကြံ့ခံနိုင်ဖို့ဆိုတဲ့နိလန်းကိုပဲမြတ်စွာဘုရားဟောတယ်နိဗ္ဗာန်ဆိုတာမအိုမနာမသေးလို့ပြောကြဖြစ်ပြီးမအိုမနာမသေးဘူးပြောတာမဟုတ်ဘူးနိဗ္ဗာန်ဆိုတာဖြစ်ကိုမဖြစ်တော့ဘာမဖြစ်တာတုံးလို့မေးလို့ရှိရင်ခန္ဓာတွေမဖြစ်တော့ခန္ဓာဖြစ်နေရင်ဒုက္ခဖြစ်အောင်ပါပဲ
ခန္ဓာချုပ်မှဒုက္ခချုပ်တယ်ဒုက္ခဆိုတာကဒီခန္ဓာကိုခေါ်တာကိုရထားတဲ့ခန္ဓာဟာဒုက္ခပဲကိုရထားတာကိုဒုက္ခရထားတာဖြစ်သောကြောင့်ဒုက္ခကိုတော့ရင်ဆိုင်ရမှာဖြစ်တယ်မြတ်စွာဘုရားကိုရောမြတ်တိလည်းရင်ဆိုင်သွားတာပဲဒါဖြင့်ဘုရားတရားတော်ရဲ့ဆွမ်းဆောင်မှုကဘာလဲလို့မေးလို့ရှိရင်အေးကာယကဒုက္ခကိုရင်ဆိုင်ရပြီမဲ့လို့နှလုံးစိတ်ဝမ်းအေးချမ်းတယ်တဲ့ဒါပဲเนาะစိတ်ဆင်းရဲတာမရှိတော့ဘူးနှလုံးစိတ်ဝမ်းအေးချမ်းနှလုံးစိတ်ဝမ်းအေးချမ်းမှုစိတ်နှလုံးဟာကြံ့ကြံ့ခိုင်သွားဒါကြောင့်မို့မင်္ဂလာတုတ်ထဲမှာလည်းရှိတယ်မဟုတ်လားဘယ်လိုခက်ခဲလောကရဲ့သဘာဝတွေနဲ့ကြုံတွေ့ဖုဒ္ဓတ္တလောကဓမ္မေဟိစိတ်တံယတ္တနက္ခံပတိလောကဓာန်လို့ဆိုတဲ့အထက်မှာအများသိတဲ့လောကဓာန်နဲ့မကဘူး။ဥခြင်းဆိုတာလဲလောကဓမ္မလောကသဘာဝပဲ။နာခြင်းဆိုတာလဲလောကရဲ့သဘာဝပဲ။သိခြင်းဆိုတာလဲလောကရဲ့သဘာဝပဲ။အဲဒီလောကသဘာဝတွေအတွက်စိတ်နှလုံးဟာတုံလုံးခြောက်ခြားမှုမရှိဘူးကြံ့ကြံ့ခိုင်ပြီးစိတ်နှလုံးဟာအေးချမ်းနေတယ်အတောကံဆိုရင်တော့ဘူးဝိရဇစိတ်ထဲမှာအငြိကျေးဆိုတာမရှိဘူးခေမစိတ်နှလုံးစိတ်ဝမ်းအေးချမ်းနေတယ်ဘေးရန်အန္တရာယ်တွေမရှိတော့အဲ့ဒီအနေအထားမျိုးရောက်အောင်မြတ်စွာဘုရားကဆုံးမသွန်သင်တာပါဘုန်းကြီးတို့တွေအဲ့ဒါလောက်ကြီးနှလုံးစိတ်ဝမ်းအေးချမ်းမှုအပြည့်အဝမရတော့တတ်တာမှုရအောင်လာကြိုးစားထားတရားကိုနှလုံးသွင်းတရားကိုဆင်ခြင်နိုင်လို့ရှိရင်တတ်တာမှုရလောကလူတွေဟာတရားမရှိဘူးဆိုရင်ပို့ပြီးတော့ခံရတရားရှိတဲ့ပုဂ္ဂိုလ်ကတရားနဲ့ဖြေနိုင်တယ်လို့ဒီလိုပြောတာနော်ယူတော်လောက်အောင်တောကမဖြစ်ဖို့မူးမေ့သွားလောက်အောင်စိတ်ဆင်းရဲမှုတွေမဖြစ်ဖို့နှလုံးစိတ်ဝမ်းအေးချမ်းမှုတွေကိုအစင်ထာဝရမရတာအေးချမ်းမှုရအောင်မြတ်စွာဘုရားတရားတော်ကစွမ်းဆောင်မှုတွေကိုပေးနိုင်ပါတယ်လို့ဒီလိုပြောတာနော်ဒီခါတော့ကမြတ်စွာဘုရားထံတရားမင်းကြီးကလာရောက်ပြီးတော့မေးခွန်းတစ်ပုဒ်မေးတာရှိတယ်တရားမင်းကြီးရဲ့မေးခွန်းကဘာကိုမေးတော့ဆိုအရှင်ဘုရားတဲ့တချို့ပုဂ္ဂိုလ်တွေဟာလက်ရှိဘဝမှာပဲနှလုံးစိတ်ဝမ်းအေးချမ်းမှုကိုရကြတယ်တဲ့တချို့ပုဂ္ဂိုလ်တွေကလက်ရှိဘဝမှာနှလုံးစိတ်ဝမ်းအေးချမ်းမှုကိုမရကြဘူးတဲ့အဲ့ဒါဘာကြောင့်လဲအေးချမ်းမှုကိုရတဲ့ပုဂ္ဂိုလ်ကဘာကြောင့်အေးချမ်းမှုကိုရတာတော့အေးချမ်းမှုမရတဲ့ပုဂ္ဂိုလ်ကဘာကြောင့်အေးချမ်းမှုကိုမရတာတော့အကြောင်းကဘာပါလဲလို့တရားမင်းကြီးမေးတဲ့မေးခွန်းမြတ်စွာဘုရားကဖြေတာရှင်းရှင်းလေးပဲဒီသုတ္တမမြတ်စွာဘုရားကလူတွေရဲ့တဏ္ဍာမှာရှိနေတဲ့မျက်စိနာနာလျှာကိုယ်စိတ်ဓာရ6ပါးကိုယ်ကိုကြည့်ပါလေတို့မှာမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ရှိစိတ်ရှိမျက်စိရှိတော့မြင်စရာအာယုံကိုမြင်တယ်နားရှိတော့ကြားစရာအသံကိုကြားနှာခေါင်းရှိလို့အနံ့ကိုရှုလို့ရလျှာရှိလို့အရသာကိုသိတယ်ခန္ဓာကိုယ်ရှိလို့အထိတွေ့ကိုသိတယ်စိတ်ရှိလို့စိတ်ကူးကြံစီတဲ့အာယုန်တွေကိုသိရမယ်ဟောအလုံးပေါင်းလိုက်တဲ့အခါကျတော့အာယုန်က6မျိုးဓာရက6မျိုး12မျိုးဒါကိုပဲအာရဏ6ပါးလို့ခေါ်တာနော်အာရဏ6ပါးဆိုတာစာတံပေဒံနဲ့ပြောတဲ့အခါကျတော့
အာယတနာ6ပါးဆိုတာစာတဲ့ကဟာပဲလို့ဒီလိုအောင်းမေ့နေတတ်တယ်စာတဲ့ကဟာလို့မအောင်းမေ့နဲ့ကိုယ်တဏ္ဍမှာရှိအောင်လုပ်ကြည့်ကိုယ်တဏ္ဍမှာမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ကာယရှိတယ်စိတ်ရှိတယ်အဲ့ဒါတွေရှိသည့်အတွက်ကြောင့်အစင်းအတန်အနတ်အရသာအထီးတွေ့စိတ်ကူးကြံစေတဲ့အာယုံဆိုတာတွေဟောဖြစ်လာဟုတ်ပြီဘဝတစ်ခုရလာပြီဆိုလို့ရှိရင်လူဘဝရလာပြီဆိုမျက်စိပါလာတယ်နှာခေါင်းပါအဲ့တော့လူတွေကနှစ်သက်ကြတယ်တွေ့တာကြတယ်ဘာကိုနှစ်သက်ကြတော့လို့မေးတယ်မျက်စိကိုနှစ်သက်ကြတယ်လူတိုင်းဟာစဉ်းစားကြည့်တယ်ငါမျက်စိဆိုငါမျက်လုံးဆိုမျက်လုံးပေါ်မှာတွေ့တာမှုကအင်မတန်မှကြီးမားတယ်နော်ငါနဲ့မျက်လုံးနဲ့လည်းတစ်ခါလေးခွဲလို့ရတာမဟုတ်ဘူးငါနဲ့လည်းခွဲလို့မရဘူးငါလို့ပြောပြီးငါဟာဆိုတာနဲ့လည်းခွဲလို့မရအထင်မြင်လွဲနေဖို့ကြည့်မျက်စိကိုငါလို့မြင်တယ်ဘာနဲ့မြင်တာတော့ဆိုမှားရွေးနဲ့အမြင်နဲ့မြင်လိုက်တာဒိဋ္ဌိဆိုတဲ့အမြင်နဲ့မြင်တာငါလို့မြင်တယ်မျက်စိကိုတဏှာအတွေးနဲ့တွေးကြည့်လိုက်တဲ့အခါကျတော့ငါဟာငါပိုင်တာငါမျက်စိဟောဒီလိုမြင်လာအပြောပြင်မဟုတ်ဘူးစိတ်ထဲမှာလည်းဒီတိုင်းဆွဲမှတ်ထားတာနော်ဆွဲမှတ်ထားပြီးတော့ဒီပေါ်မှာတွေ့တာမှုတွေအမှန်တမ်းကြီးတယ်တာမန်နဲ့ဖြုတ်လို့မရဘူးတွေ့တာမှုတွေအမှန်တမ်းကြီးတယ်မှားရတဲ့အမြင်ကလည်းခိုင်မာတယ်တွေ့တာမှုကလည်းခိုင်မာတယ်ဒါကြောင့်မို့မျက်လုံးကလေးတစ်လုံးပဲစဉ်းစားကြည့်လူတွေတရားတွေဘာကိုတွေ့တာနေကြတော့ဆိုမျက်လုံးကိုတွေ့တာအဲ့ဒီတွေ့တာမှုဆိုတာလေးကိုမဖယ်နိုင်ဘူးလို့ဆိုလို့ရှိရင်နှလုံးစိတ်ဝမ်းအေးချမ်းမှုဘယ်လိုမှမရဘူးဘုရားကမျက်စိကိုဖယ်ခိုင်းတာမဟုတ်ဘူးမျက်စိပေါ်မှာငါလို့တွေးနေတာနဲ့ငါဟာလို့တွေးနေတယ်တွေ့တာမှုနဲ့မှားရင်းနဲ့အမြင်ကိုဖယ်ခိုင်းတာမျက်စိကမရှိဘူးလားရှိတယ်ဒီမျက်စိဘာကြောင့်ဖြစ်တာကံတရားကြောင့်ဖြစ်တယ်ဖြစ်လာပြီးတော့သာဝရတည်နေတာလားမဟုတ်ဘူးသူ့တက်တန်းနဲ့သူပျက်စီးပြီးတော့မြည်ရများလို့အစင်သာဝရပြောင်းလဲနေတဲ့အရာသာဖြစ်တယ်ဒါကြောင့်မို့လို့မျက်လုံးလေးဟာတဖြည်းဖြည်းချင်းမှုံးလာတယ်ဆိုတာအဲ့ဒီသဘောပဲရွေရှားနေတာရွေရှားနေသည့်အတွက်ကြောင့်ပြောင်းလဲမှုတွေစက္ကမလတ်ပြောင်းလဲမှုတွေနဲ့ရင်ဆိုင်နေရအဲ့ဒီစက္ကမလတ်ပြောင်းဆွဲနေတဲ့အရာကိုမြတ်စွာဘုရားကဝိပရိနာမဓမ္မဟောက်ပြန်ပြီးတော့ပြောင်းလဲနေတဲ့အရာဖြစ်တယ်ဒါကြောင့်မို့လို့အနိစ္စပေါ်ပြီးပြောက်တဲ့အရာသာဖြစ်တယ်သာဝရတည်ရှိနေတဲ့အရာမဟုတ်ဘူးလို့ဆိုတာကိုအလေးနဲ့ဆင်ញင်ခိုင်းဘာဖြစ်လို့ဒီလိုချိခိုင်းတာလဲလို့ဆိုငါလို့တွက်မယ်ငါဟာလို့တွက်မယ်လို့ဆိုလို့ရှိရင်မျက်စိအတွက်တောကားတွေဖြစ်မှာပဲငါလို့တွက်ထားလို့ရှိရင်ဒီမျက်စိကဒီတိုင်းနေမှာမဟုတ်ဘူးကျင်းရင်ကျင်းမယ်မှုံရင်မှုံမယ်ပြက်ချင်ပြက်မယ်တိမ်ကြခြင်းကြမယ်ခုခေတ်မှာတိမ်ကအမျိုးစုံနော်အတွင်းတိမ်နဲ့အပြင်တိမ်နဲ့ရေတိမ်နဲ့မျိုးစုံလားဒီခုခုကြောင့်မျက်စိကပျက်စီးနိုင်အပျက်စီးလာမှစိုးရိမ်ရဘာဖြစ်လို့ဒီစိုးရိမ်မှုစိတ်နှလုံးပူပန်မှုတွေဖြစ်ရတာတော့ဆိုငါလို့ဆိုတဲ့အတွေ့တွေးထားတာရဲ့ငါဟာဆိုတဲ့အနေနဲ့သိမ့်ပိုက်ထားတာရဲ့ဒီနှစ်ခုကြောင့်ပဲလို့အဲ့တော့ငါနဲ့ငါဟာဒီအတွေးတွေကိုမဖယ်နိုင်တဲ့မြတ်ကာလပတ်လုံးနှလုံးစိတ်ဝမ်းအေးချမ်းမှုဆိုတာမရနိုင်ဘူးတဲ့ဟောဒါကိုဆိုလိုတာနော်ကြိုးစားပြီးတော့ဖယ်ကြည့် contemplation လို့ခေါ်တယ်အနုပတနာအသိဉာဏ်နဲ့စဉ်းစားကြည့်အေးမျက်စိဆိုတာငါလားလို့ဆိုဘယ်ဟုတ်မလဲမဟုတ်ဘူးကံတရားကြောင့်ဖြစ်ပေါ်လာတဲ့
ရုပ်အစုဝေးတာဖြစ်တယ်သူ့အကြောင်းနဲ့သူသွားနေတာပြောင်းလဲမှုမြောင်များစွာနဲ့အရှိန်အဝါအရှိန်နဲ့ပြောင်းလဲနေတဲ့အရာတစ်ခုသာဖြစ်တယ်ဒီမျက်လုံးပေါ်မှာငါကဘာမှလုပ်နိုင်စွမ်းမရှိဘူးဟုတ်လားဒီမျက်စိပြောင်းလဲနေတာကိုမပြောင်းလဲရအောင်ငါမှလုပ်နိုင်တဲ့ပါဝါအာဏာလည်းမရှိဘာမှမလုပ်နိုင်အစင်ထာဝရပြောင်းလဲနေတယ်ဆိုတာအနိစ္စအဲ့လိုအစင်ထာဝရပြောင်းလဲနေသည့်အတွက်ကြောင့်ခြေနှက်เสียမရှိဘူးဆိုတာဒုက္ခဒီပြောင်းလဲနေတဲ့အရာကြီးတစ်ခုကိုငါအနေနဲ့ဘာဖြစ်ချင်လို့ဘယ်လိုထိန်းချုပ်မလဲဆိုတာကိုယ့်ရဲ့အလိုတိုင်းဘာတစ်ခုမှမဖြစ်နိုင်တာကအနတ္တဆိုလိုတာကမျက်စိရဲ့သဘာဝမမြဲတဲ့သဘောသူ့မှာရှိနေတယ်ခြေနှက်เสียမကောင်းတဲ့သဘောသူ့မှာရှိနေတယ်ကိုယ်တိုင်ဘာမှမတတ်နိုင်တဲ့အနေအထားသူ့မှာရှိနေတယ်အဲ့ဒီရှုထောင့်သုံးခုကနေပြီးတော့အမှန်ကန်ရှုမြင်လိုက်နိုင်ပြီလို့ဆိုလို့ရှိရင်ဘာကိုဖြုတ်နိုင်တာတော့ဆိုငါဆိုတဲ့အတွေးငါဟာဆိုတဲ့အတွေးတွေဖယ်လိုက်နိုင်တယ်ပေါ့အဲ့ဒီလောက်လေးပဲစဉ်းစားကြည့်ရင်ကိုအတော်အသင့်ဖယ်လို့ရသွားလွယ်လွယ်နဲ့တော့ဖယ်တာမဟုတ်ဘူးစဉ်းစားလိုက်တဲ့အခိုက်ကလေးမှာဒါပြောက်သွားသိချစဉ်းစားကြည့်ပေါ့ကွာအေးမျက်စိဆိုတာငါမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသူ့အကြောင်းသူကံနဲ့ဖြစ်ပြီးတော့သာဝရပြောင်းလဲနေတဲ့အရာဖြစ်တယ်အမေမွေးတော့ကမျက်စိမဟုတ်ဘူးအခုရှိတဲ့မျက်စိကဆင့်ငယ်ဖြစ်ပေါ်လာတဲ့နောက်ပေါ်ကော်ပီတွေသာဖြစ်တယ်နောက်ပေါ်တွေသာဖြစ်တယ်အဲ့ဒါတွေကသာဝရပြောင်းလဲနေမှာပဲဒီသာဝရပြောင်းလဲနေတာကြီးလေဘယ်တော့မှရပ်လို့ရမှာမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်နေတာအကြောင်းအကျိုးညီးနေရင်တော့ကောင်းပါပဲတစုံတစ်ခုအကြောင်းအကျိုးဖောက်ပြန်သွားတာနဲ့တပြိုင်နက်ပျက်စီးသွားမှာပဲငါဘာတတ်နိုင်တော့ဘာမှမတတ်နိုင်ဘူးဟောဒီလိုဆင်ញင်စဉ်းစားလိုက်ငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့လျှော့ချလိုက်မယ်အဲ့ဒါလို့လျှော့ချလိုက်နိုင်တာနဲ့တပြိုင်နက်တစုံတစ်ခုမျက်စိဖောက်ပြန်ပြောင်းလဲတာနဲ့ကြုံတဲ့အခါမှာဖြစ်ရလေခြင်းဆိုတဲ့တောကမလာတော့ဘူးအဲ့ချာမျက်စိအတွက်ငိုကြွေးတာဆိုတာမရှိဘူးဘာလို့လဲဆိုဒါဒီလိုဖြစ်မယ်ဆိုတာစဉ်းစားထားပြီးတာပဲအတိညာနဲ့ဆင်ញင်စဉ်းစားထားတော့တောကဆိုတာမလာဘူးပရိဒေဝဆိုတာမလာတော့ဘူးဒုက္ခဆိုတာမလာတော့ဘူးဒေါမနတဆိုတာမလာတော့ဘူးဥပါယတလို့ခေါ်တယ်စိတ်နှလုံးပင်ပန်းမှုတွေလည်းမလာတော့ဘူးတဲ့အဲ့ဒီမလာတော့ဘူးဆိုလို့ရှိရင်စိတ်နှလုံးစိတ်ဝမ်းအေးချမ်းသွားတာပဲဒါကိုပြောနော်တခဏဆင်ញင်လိုက်ရင်တခဏအေးချမ်းသွားနောက်ဆုံးမှာအမှန်ကန်မြင်မှုကစောင့်ဆောင်မှုတွေအကောင်းလာလေလေသောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့တရားတွေကရောပါသွားလေလေတဏှာအတွေ့ဒိဋ္ဌိအတွေ့တွေဝေးသွားလေလေသောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့ပူပန်မှုတွေကပျောက်ကင်းသွားလေလေဒီလိုလာတာကိုနောက်ဆုံးကြတော့လုံးဝပျောက်ကင်းတဲ့အနေအထားတစ်ခုရှိမြတ်စွာဘုရားကမောဂရဇဆိုတဲ့ယဟန်ကိုသူ့ရဲ့အမေကိုဖြေတဲ့အခါဟောထားတာရှိတယ်လေတုံညတောလောကံအဝိခတုမောဂရဇတရာတတောမင်းတတိထားပြီးတော့ကြည့်မျက်စိဆိုတာတုံညဘာမှမရှိတဲ့အရာဘာမှမရှိဘူးဆိုတာမျက်စိမရှိဘူးပြောတာမဟုတ်ဘူးရှိတယ်ဘာမရှိတာတော့လို့ဆိုမျက်စိကိုကြည့်ပြီးငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးမျက်စိထဲမှာငါဆိုတာဆိုတဲ့အတွေ့အကြုံတကယ်အနေနဲ့ရှိတာမဟုတ်အထင်ရတာဖြစ်တယ်ငါဟာဆိုတဲ့တဏှာသဘောနဲ့တွေးတောမှုသာရှိတယ်တကယ်ငါလို့ပြောเสียရလဲတခုမှမရှိဘူးငါဟာလို့ပြောเสียရလဲတခုမှမရှိဘူးအ
အစဉ်သာဝရပြောင်းလဲပျက်စီးနေတဲ့အရာတစ်ခုမျှသာဖြစ်တယ်ဟောတာကိုကြည့်တုံညာတော်လောကံအဝိခတ်တုဆင်ញင်နိုင်ပါသေးဒါကိုစက္ခုတုံညာအတ္တိနဝအတ္တနိယနမျက်စိဆိုတဲ့အထဲမှာအတ္တလို့ပြောတဲ့ငါဆိုတာမရှိဘူးအတ္တနိယလို့ဆိုတဲ့ငါပိုင်တာဆိုတာမရှိဘူးသူ့သဘောသူဆောင်သူ့ဟာသူဖြစ်နေတဲ့အရာမျှတာဖြစ်တယ်လို့ဆိုတာဒါအနတ္တကိုရှုမြင်တာပဲဟောသင်္ခါရေပရတောပတ္တကိုရထားတဲ့တရားတွေကိုငါလို့ဘယ်တော့မှမတွေးနဲ့ပရတောတခြားသူတခြားဟာလို့ပဲတွေးတာအပြင်ကဟာလို့ပဲတွေးတာလူတွေကငါလို့ဆိုတာနဲ့ငါဟာလို့အတွင်းအနေနဲ့တွေးလို့ဒုက္ခရောက်တာဟုတ်ဥပမာမဲ့ကိုယ်အိမ်ပတ်ဝန်းကျင်မှာရှိနေတဲ့မြက်ပင်တွေအမိုက်ပင်တွေဘယ်တော့မှငါလို့မတွေးဘူးလေငါလို့မတွေးသည့်အတွက်ကြောင့်ဒီမြက်ပင်တွေအမိုက်ပင်တွေပျက်စီးသွားဘယ်တော့မှငိုရတာရှိဘယ်တော့မှမရှိနော်ငါလို့တွေးထားရင်တော့ငိုခြင်းကိုရမှာပေါ့နော်ငါလို့မှမတွေးတာငါဟာလို့လည်းမတွေးဘူးလေအဲ့ဒီငါဟာလို့မတွေးတဲ့အရာအတွက်ဘယ်သူမှမပူပန်ကြဘူးငါဟာလို့တွေးမှပူတာအဲ့တော့ပူပန်မှုရဲ့ဒီမြစ်ဖြားခန္ဓာဘယ်ကလာတာတော့လို့မေးလို့ရှိရင်ငါဟာဆိုတဲ့အတွေးရတယ်လားတဏှာဆိုတဲ့အတွေးရှိလို့ဒီဖြစ်တာလို့အဲ့တော့တရားမင်းကြီးရဲ့အမေးကိုရသော်ပြဖြေတဲ့အခါမှာအေးတရားတွေဟာမျက်စိကိုတွေ့တာတယ်တဲ့နားကိုတွေ့တာတယ်နှာခေါင်းကိုတွေ့တာတယ်လျှာကိုတွေ့တာတယ်ကိုယ်ကာယကိုတွေ့တာတယ်ကိုယ်ရဲ့စိတ်ကိုတွေ့တာတယ်မျက်စိထဲမှာထင်မြင်လာတဲ့အဆင်းအာယုံကိုတွေ့တာတယ်အတန်ကိုတွေ့တာတယ်အနံ့ကိုတွေ့တာတယ်ဟုတ်တယ်လေအနံ့တွေတွေ့တာလို့မှအမွှေးကြိုင်တွေဝယ်ပြီးသုံးနေကြအနံ့တွေ့တာပေါ့အရသာကိုတွေ့တယ်ဒါကြောင့်မို့လို့ကောင်းတဲ့အရသာလေးတစ်ခါစားထားရင်နောက်ထပ်စားခြင်းမတွေ့တအောင်လိုက်ရှာစားတွေ့တာလေခန္ဓာကိုယ်ရဲ့အထီးတွေ့နဲ့ပတ်သက်ပြီးတော့လေတွေ့တာလေတဲ့နောက်ဆုံးမှာအကောင်တည်းရှိတဲ့စိတ်ကူးကြံစည်မှုလေးတောင်မှလူတွေကတွေ့တာသေးတာစိတ်ကူးတဲ့ကနေတွေ့တာရှိနော်အဲ့တော့မျက်စိနာနာလျာကိုယ်စိတ်ဆိုတာကိုလည်းတွေ့တယ်အစင်းတန်နာရတာအထီးတွေ့စိတ်ကူးကြံစည်တဲ့အာယုံဆိုတာကိုလည်းတွေ့တယ်နှစ်သက်တယ်ငါဟာလို့သတ်မှတ်တယ်ငါလို့သတ်မှတ်တယ်ဆိုပြီးအဲ့ဒါလို့တွေ့တာမှုတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်ဟာတဲ့မျက်မှောက်ဘဝမှာနှလုံးစိတ်ဝမ်းအေးချမ်းမှုမရနိုင်တဲ့ပုဂ္ဂိုလ်ပါလို့မြတ်စွာဘုရားဟောတယ်ဒါဟုတ်တာပဲအင်္ဂမမှန်တွေ့တာမှုတွေရှိနေကြတော့နှလုံးစိတ်ဝမ်းအေးချမ်းမှုဆိုတာဘယ်တော့မှမရှိမတွေ့တာဘူးဆိုရင်နှလုံးစိတ်ဝမ်းအေးချမ်းမှုရပစ္စည်းလေးတစ်ခုကြည့်တန်ဖိုးရှိတဲ့ပစ္စည်းလေးတစ်ခုကိုဟာလို့တတ်မှတ်လိုက်တဲ့အချိန်ကစပြီးတော့ဒီပစ္စည်းလေးဟာထိမ့်သိမ့်ဆောက်ရှောက်နဲ့နေကြတာကဲအကြောင်းတစ်ခုကြောင့်ရောင်းလိုက်ပါပြီသူများဟာဖြစ်သွားပြီကိုကမဟုတ်တော့ဘူးဆိုတွေ့သေးတာမတွေ့တော့ကိုနဲ့လွတ်သွားတွေ့တာမှုကတခြားပြောင်းသွားတယ်ပေါ့ကားလေးတစ်စီးဝယ်ထားတယ်အဲ့ကားလေးရှိနေတဲ့အချိန်မှာတွေ့တာမှုရှိရောင်းလိုက်ပြီဆိုတော့ကားပေါ်တွေ့တာမှုမရှိတော့ဘူးဘယ်သွားတွေ့တော့ဆိုကားရောင်းထားတဲ့ပတ်စံပေါ်သွားတွေ့ပြန်တွေ့တာမှုပြောင်းသွားတယ်နော်ငါဟာမဟုတ်ဘူးလို့ဆုံးလွတ်လိုက်တာနဲ့တပြိုင်နက်တွေ့တာမှုကပြုတ်ထွက်သွားအဲ့တော့ဆိုလိုတာကတွေ့တာမှုရှိတဲ့နေရာမှာတောကလိုက်ရှိနေမှာပဲဆိုလိုတာကမီးရှိတဲ့နေရာပူမှာပဲလောင်မှာပဲမီးမရှိမှပူခြင်းလောင်ခြင်းကအေးမှာလေဒါကြောင့်မို့လို့မီးနဲ့တူတဲ့တွေ့တာမှုဆိုတာဖယ်ရှားခိုင်းတာပေါ့အဲ့ဒါလို့ဖယ်ရှားဖို့အတွက်အမှန်သိဖို့လိုတယ်အမှန်သိမှသာဖယ်ရှားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကရှင်းရှင်းလေးဟောတာပါတရားတွေဟာ
မျက်စိနာနာလျာကိုယ်စိတ်အစင်းတန်အနရတာအထိတွေ့ဆိုတာတွေနဲ့နေ့စဉ်နဲ့အမျှဒါတွေပေါ်မှာတွေ့တာပြီးတော့နေတယ်အဲ့ဒါလို့တွေ့တာပြီးနေသည်များကလပ်ပတ်လုံးစိတ်နှလုံးအေးချမ်းမှုမရနိုင်ပါဘူးတဲ့ကဲအဲ့ဒီတွေ့တာမှုတွေအကုန်လုံးဖြုတ်လိုက်တယ်ဘာနဲ့ဖြုတ်တာတော့အမှန်ဆင်ခြင်အမှန်တွေးအမှန်မြင် contemplation လို့ခေါ်တယ်အနုပတနာအချိန်ချင်းအထက်ထပ်ဆင်ခြင်သုံးသပ်ခြင်းဖြင့်မှန်မြင်လာတဲ့အခါအပြစ်တွေမြင်လာတယ်အဖြစ်တွေကိုမြင်လာတယ်မမြဲတဲ့သဘောတွေကိုမြင်လာတယ်မမြဲခြင်းကြောင့်မကျေနပ်စရာတွေမြင်လာတယ်မကျေနပ်တာတွေကိုမြင်လို့ကိုယ်မပိုင်ဘူးဆိုတာတွေမြင်လာတာနဲ့တပြိုင်နက်တွေ့တာမှုတွေရောကျသွားပြီနောက်ဆုံးတွေ့တာမှုတွေလုံးဝကင်းသွားပြီဆိုလို့ရှိရင်တော့တွေ့တာမှုရှိတဲ့နေရာမှာတောကလာတာတွေ့တာမှုမရှိရင်တောကဆိုတာမလာတော့ဘူးအဲ့ဒီကြတဲ့ချက်မှနှလုံးစိတ်ဝမ်းအေးချမ်းမှုဆိုတာရမှာတဲ့မြတ်စွာဘုရားဟောတဲ့လမ်းကြောင်းဟာရှင်းရှင်းလေးပဲအဲ့တော့ဘုန်းကြီးတို့တွေနှလုံးစိတ်ဝမ်းအေးချမ်းမှုရဘာလို့ရမှာလဲလို့ဆိုကိုယ်နဲ့ပတ်သက်တဲ့ဟာဒီပေါ်မှာတွေ့တာမှုဆိုတာကိုလျှော့ချဖို့ပဲဘာနဲ့လျှော့ချရမှာလဲအမှန်သိအောင်လုပ်ပြီးတော့လျှော့ချရမှာမှန်မြင်မှဒါတွေကိုလျှော့ချနိုင်တာနဲ့စိတ်နှလုံးစိတ်ဝမ်းအေးချမ်းမှုရအဲ့ဒီဤစနစ်တွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားမင်းကြီးရဲ့အမေကိုဖြေတာဟာမဟာတတိပဋ္ဌာနာတုတ်မှာဟောထားတဲ့အတိုင်းပါပဲမဂ္ဂင်၈ပါးအကျင့်တရားသို့မဟုတ်တတိပဋ္ဌာန်တတိကိုဥတည်ပြီးတော့ဟောတဲ့မဂ္ဂင်၈ပါးအကျင့်တရားဟာတခုတည်းသောလမ်းကြောင်းပဲဒီလမ်းကြောင်းပေါ်ရှောက်လန်းခြင်းဖြစ်တာလေနှလုံးစိတ်ဝမ်းအေးချမ်းမှုကိုရနိုင်ပါတယ်လို့မြတ်စွာဘုရားဟောတဲ့အဆုံးအမကိုနာယူမှတ်သားကြပြီးတော့မိမိတို့တဏ္ဍာမှာရှိတဲ့မိမိတို့တဏ္ဍာမှာလူတိုင်းနှလုံးစိတ်ဝမ်းအေးချမ်းမှုရကြရအောင်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်လို့ငါဆိုတဲ့အတွေးငါဟာဆိုတဲ့အတွေးဒိဋ္ဌိတဏှာဒီတရားများကိုလျှော့ချနိုင်မှသာလေနောက်ဆုံးနှလုံးစိတ်ဝမ်းအေးချမ်းမှုကိုရကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးနှလုံးစိတ်ဝမ်းအေးချမ်းမှုကိုရရှိအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း